ရှင်ဖျားမေးလျှောက်ခွင့်ပြုပါဖျားဖျားမှာထာပနာရွှေတွေလှူရင်တည်သွားရင်တိုက်ဆောင်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဖျားဖြေကြားပြီးတော်မူပါဖျားတဲ့တိုက်ဆောင်တို့ဥစ္စာဆောင်တို့ဆိုတာကကြားကောင်းအောင်သုံးတဲ့အသုံးနှုန်းတွေပါနော်တကယ်တော့ပြိတ္တာတွေဖြစ်ပါတယ်ပြိတ္တာဖြစ်တယ်ဆိုတာကအပေကျသွားတာပါယေနလောဘိနဒုဋ္ဌာတိတတ္တာကိစ္ဆန္တိဒုက္ခတိတဲ့လောဘတရားနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်တွေဟာအပေလေးပါးသို့ကြာရောက်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဥစ္စာဆောင်တိုက်ဆောင်အဖြစ်နဲ့ပြိတ္တာဖြစ်ပြီးအပေကျရခြင်းအကြောင်းရင်းဟာဖျားကိုရွှေငွေထာပနာတွေလှူလို့မဟုတ်ပါဘူးနော်အဲ့ဒီရွှေငွေထာပနာတွေအပေါ်မှာဆွဲလန်းနေတဲ့လောဘကြောင့်ဖြစ်ပါတယ်လောဘရှိနေသေးတဲ့၍ဘာကိုပဲဆွဲလန်းအပေလေးပါးကိုကြာရောက်နေအောင်မှာဖြစ်ပါတယ်ဖုံဖျားတပည့်တော်ကခရိယံပါငရဲပြည်နတ်ပြည်ဆိုတာဘယ်သူလောက်တာလဲတဘာဝအတိုင်းဖြစ်တာလားတဲ့တဘာဝအတိုင်းဖြစ်တာမဟုတ်ပါဘူးလှုပ်တဲ့သူရှိလို့ဖြစ်ပေါ်လာတာပါနားလည်အောင်ဥပမာနဲ့ပြောရမယ်ဆိုရင်ကဘာဦးစကာသလူတွေဟာအပြစ်မလုပ်ကြတဲ့အတွက်သူတို့ကိုအပြစ်ပေးပြီးထောင်ချခြင်းဆိုတာမရှိပါဘူးနောက်ပိုင်းလူတွေဟာအကျင့်တရားတွေပြပြလာပြီးအပြစ်လုပ်လာကြတဲ့အတွက်သူတို့ကိုထောင်ချပြီးအပြစ်ပေးခြင်းဆိုတာတွေပေါ်ပေါက်လာပါတယ်အဲ့ဒီလူတွေပေါ်ပေါက်လာရတဲ့အကြောင်းရင်းဟာလူတွေအပြစ်လုပ်လို့ပေါ်ပေါက်လာရတာဖြစ်ပါတယ်အဲ့ဒီဥပမာတိုင်းပါပဲငရဲပြည်တွေနတ်ပြည်တွေဆိုတာလူတွေပြုလုပ်ထားတဲ့အကြောင်းတရားကောင်းမှုမကောင်းမှုတွေကြောင့်ပေါ်ပေါက်လာသောအကျိုးတရားတွေသာဖြစ်ပါတယ်အရှင်ဖျားငယ်စဉ်ကမိဘကိုပြောမှဆိုမှပြမှားခဲ့မိလို့ကံကြီးထိုက်လျင်ပြေပြောက်အောင်ဘယ်လိုလုပ်ရမလဲဖျားမိန့်တော်မူပါဖျားတဲ့မိဘတွေကိုစော်ကားမိပြီဆိုရင်တောင်းပန်ဝန်ချယုံကလွဲ၍အခြားနည်းလမ်းမရှိပါဘူးနော်ဒီကနိကေတိလခန္ဓာဝက်တမညဖလတုတ်မှာဇာတတမင်းကမိဘကိုစော်ကားပြီးတက်ဖြတ်ခဲ့တဲ့အတွက်ဝန်ချတောင်းပန်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကမင်းတရားအမှားကိုအမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်ဒါကြောင့်မိဘတွေကိုစော်ကားပြစ်မှားမိပြီဆိုရင်မိဘတွေရဲ့ရှေ့မောက်ကိုတွားပြီးဝန်ချတောင်းပန်ကြတော့ပါအကယ်၍မိဘတွေတက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်မိဘတွေကိုမြုပ်နှံထားသည့်အုတ်ဂူ၌ဖြစ်စေသို့မဟုတ်မိဘတွေအသုံးပြုခဲ့သောအသုံးအဆောင်ပစ္စည်းတစ်ခုခုကိုဖြစ်စေရှေ့မှာထားပြီးဝန်ချတောင်းပန်ကြတော့ပါအဲ့ဒီလိုဝန်ချတောင်းပန်ကြတော့မယ်ဆိုရင်အပြစ်တွေပြေပြောက်ပြီးကောင်းကျိုးဒုက္ခတွေရလာပါလိမ့်မယ်မိဘုံလွတ်တာကုသိုလ်ရပါသလားဖေယမသိလို့ပါတဲ့မိဘုံလွတ်တဲ့အဓိပ္ပာယ်ကိုသိပြီးမိဘုံလွတ်မယ်ဆိုရင်ကုသိုလ်ရပါတယ်မိဘုံလွတ်တယ်ဆိုတာဗြဟ္မပြည်မှာရှိတဲ့ဒုသစေတီနဲ့နတ်ပြည်မှာရှိတဲ့သုလာမဏိစေတီကိုရည်မှန်းပြီးပူဇော်တဲ့အနေနဲ့လွတ်တာပါအဲ့ဒီအဓိပ္ပာယ်ကိုမသိလေတော့နှစ်ပေါင်းများစွာကြာညောင်းလာတဲ့အခါမှာမိဘုံလွတ်တာကိုရိုးရဓလေ့တစ်ခုအနေနဲ့အပျော်လွတ်တဲ့သဘောမျိုးထင်လာကြပါတယ်တကယ်တော့မိဘုံလွတ်တယ်ဆိုတာဟာအပျော်လွတ်တာမဟုတ်ပါဘူးဖျားရှင်ကိုပူဇော်တဲ့အနေနဲ့လွတ်တာပါဒါကြောင့်မိဘုံလွတ်ရတဲ့အဓိပ္ပာယ်ကိုသိပြီးတော့မိဘုံလွတ်မယ်ဆိုရင်ကုသိုလ်ရပါတယ်တပည့်တော်မေးတာအကျဉ်းအယေများလာပါပြီဖျားနတ်တွေကိုပူဇော်တင်လားဖျားတဲ့အပရိဟာနိယတရား9ပါးထဲမှာမြို့တွင်းမြို့ပြင်ရှိနတ်ကွန်းတွေကိုရိုသေလေးမြတ်စွာပူဇော်ခြင်းတရားနဲ့အညီဗလိနတ်စာတင်ခြင်းတွေပြုလုပ်ရမယ်လို့ဖျားဟောရှိတာကြောင့်တာမန်ဒါနပြုတဲ့အနေဖြင့်ဗလိနတ်စာတင်ပြီးပူဇော်တာမျိုးကတော့ပူဇော်ကောင်းပါတယ်ယရဏ3ပါးကဲ့သို့အလေးထားပြီးကိုးကွယ်စည်းကပ်တဲ့အနေနဲ့ကတော့မပူဇော်ကောင်းပါဘူးယရဏ3ပါးကဲ့သို့အလေးထားပြီး
ကိုးကွယ်စည်းကပ်တဲ့သဘောမျိုးဖြင့်ပူဇော်မယ်ဆိုရင်တရဏဂုံပြတ်တတ်တာကြောင့်အပြည့်ရှိနိုင်ပါတယ်ဒါကြောင့်ပါမန်ရိုးရာဓလေ့အနေဖြင့်ပူဇော်တာကတော့ပူဇော်ကောင်းပါတယ်အရှင်ဖေယ၅ပါးသီလတွင်ဘယ်အရာကအပြည့်ပိုကြီးပါသလဲဘာကြောင့်ပါလဲမေတ္တာရှိထားဖြေကြားပေးတော်မူပါဖေယတဲ့အံဘာလတ္ထိကရာဟုလောဝါဒသုံးပါမြတ်စွာဘုရားကချစ်သားရာဟုလားမူသားစကားဆိုရင်ရေစရာတောင်မပြောပါနဲ့မူသားစကားပြောတဲ့သူတွေဟာသူတို့မပြူရဲတဲ့အကုသိုလ်ဟူ၍မရှိချေမှောက်ထားသောခွက်၌ရေတစက်မှမကြံတကဲ့သို့မူသားစကားပြောတဲ့သူရဲ့တန်တန်မှာလည်းပဲကောင်းမြတ်တဲ့အရေးအချင်းဟူ၍မရှိချေလို့ဟောကြားတော်မူပါတယ်မြတ်စွာဘုရား၏ဒေသနာတော်ကိုထောက်စား၍ဖြေရမယ်ဆိုရင်မုသာဝါဒအပြည့်သည်အကြီးမားဆုံးထင်ရှားနေပါသဖြင့်၅ပါးသီလထဲမှာမုသာဝါဒအပြည့်ကသာအကြီးဆုံးဖြစ်ပါတယ်အရှင်ဘုရားမိဘကိုလှူဒန်းတာဟာတက်ရှိဘုရားကိုလှူဒန်းတာနဲ့အတူတူပဲဆိုတာမှန်ပါသလားဘုရားတဲ့ဒါကတော့မိဘကျေးဇူးကိုဆက်ဖြစ်အောင်တင်စားပြီးပြောတဲ့စကားပါနော်ဖះနဲ့တော့မတူနိုင်ပါဘူးဘာကြောင့်ဖះနဲ့မတူနိုင်တာလဲဆိုရင်မိဘဟာသားသမီးအပေါ်ကိုမေတ္တာတရားကြီးမားတာမှန်ပေမဲ့အခြားတတ္တဝါတွေအပေါ်ကိုဖះရှင်ကဲ့သို့မေတ္တာတရားမကြီးမားလို့ပဲဖြစ်ပါတယ်မြတ်စွာဘုရားကတော့တတ္တဝါတိုင်းအပေါ်ကိုမေတ္တာတရားကြီးမားပါတယ်ဒါကြောင့်မတူရခြင်းဖြစ်ပါတယ်နော်အရှင်ဖေယတပည့်တော်တို့လူဝိတ္တွေကကမ္မဝါဖက်ရင်အပြစ်ဖြစ်ပါသလားကုသိုလ်ဖြစ်ပါသလားရှင်းပြပေးပါဖေယတဲ့ကမ္မဝါကလေတန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွှေ့ဖက်တဲ့ကမ္မဝါရဲ့ရှေးဆရာတော်ကြီးတွေကအန္တရာယ်ကင်းဖို့ဆိုပြီးတော့ရေးသားစီရင်ပေးခဲ့တဲ့အန္တရာယ်ကင်းကမ္မဝါစာတို့မိုးကမ္မဝါစာတို့ရဲ့ဆိုပြီးတော့နှစ်ပိုင်းရှိတယ်နော်တန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွှေ့ဖက်တဲ့ကမ္မဝါကိုတော့ယဟန်တွေပဲရွတ်ကောင်းတယ်လူတွေမရွတ်ကောင်းဘူးနော်လူတွေအနေနဲ့ရွတ်မယ်ဆိုရင်လည်းအပြစ်ဖြစ်တတ်တယ်ရှင်းဆရာတော်ကြီးတွေရေးသားစီရင်ပေးခဲ့တဲ့အန္တရာယ်ကင်းကမ္မဝါစာတို့မိုးကမ္မဝါစာတို့ကတော့လူတွေအနေနဲ့ရွတ်ကောင်းတယ်ရွတ်လို့အပြစ်လည်းမဖြစ်ဘူးနော်